မင်္ဂလာပါဘေးကျုံရဲမှာကြိုးသူပါကျွန်တော်မနှောပေတယ်1389ခုနှစ်မှာမွေးဖွားလာသောရင်းနှင်းငွေမြတ်ဟာဘယ်နှစ်နဲ့အတွက်ဒီနာမည်မပေးသင့်ဘူးလဲဆိုရင်ဘက်ခက်အတွက်တွေကမပေးသင့်ပါဘူးအထူးသဖြင့်ဘက်ခက်သောက်ထိုးအမိတွေကလုံးဝမပေးသင့်ပါဘူး1389ခုနှစ်မှာမွေးဖွားလာသောရင်းနှင်းငွေမြတ်ဟာမဟာဗုဒ္ဓကျင့်ပွားကလေးများဖြစ်ကြပါတယ်နက်ခတ်ဖွားအဖြစ်နော်နက်ခတ်ဖွားများဖြစ်ကြပါဘက်ကသောက်တို့နေ့နဲ့အတွဲတွေကတော့စနေစတနင်္လာဆုံးနမီတွေတောက်ကြစအင်္ဂါဆုံးနမီတွေဂျာသာပရိစဗုဒ္ဓဦးဆုံးနမီတွေတနင်္ဂနွေစတနင်္ဂနွေဆုံးနမီတွေဟာသောက်တို့ဘက်ကမီတွေဖြစ်လို့1389ခုနှစ်မှာဝေဝါလာမဲ့ဘယ်နေသားသမီးမဆိုမသွေးတဲ့နေ့နဲ့အတွဲတွေဖြစ်ပါအတဲဘက်ခက်နေနဲ့အတွဲတွေကတော့ဗုဒ္ဓဦးစကြာသာပရိဆုံးနမီတွေအင်္ဂါစတောက်ကြဆုံးနမီတွေတနင်္လာစစနေဆုံးနမီတွေကတော့အတဲဘက်ခက်နေနဲ့အတွဲတွေဖြစ်ပါအတဲဘက်ခက်မီရှင်တွေကသောက်ထုတ်ဘက်ခက်မီရှင်တွေကစိုးအားမပြင်းပေမဲ့နမီကောင်းကောင်းပေးမယ်ဆိုရင်တော့မပေးသင့်တဲ့အတွဲတွေပဲဖြစ်ပါတယ်အားလုံးမိတ်ဆွေများဘက်ခက်အမိများရှောင်ပြီးပေးကြနိုင်ပါသေးလို့ဆုတောင်းမလေးလိုက်ပါတယ်အားလုံးမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ